မင်္ဂလာပါခင်ဗျာကျွန်တော်တို့ပြောပြမယ့်အကြောင်းအရာကဘိန်းတက်ကလထိုင်ပေါ်မှာထိုင်နေရပြီးတော့ခန္ဓာတစ်ခုလုံးကအသက်မရှိသလိုဖြစ်နေပြီမဲ့အုံနောက်ကတော့တာမန်လူတူဦးထက်အများကြီးပိုပြီးအစွမ်းထက်တဲ့ပုဂ္ဂိုလ်တူရဲ့အကြောင်းပါသူကတော့ Stephen Hawking ဖြစ်ပါတယ်အသက်22နှစ်အရွယ်မှာပဲသူမှာကုသလို့မရတဲ့ယောဂတစ်ခုကိုဆရာဝန်တွေကတွေ့ရှိခဲ့ပါတယ်ဆရာဝန်တွေကတော့ Stephen ကအများဆုံး2နှစ်လောက်ပဲအသက်ရှင်နိုင်မယ်လို့ပြောခဲ့ကြပြီပဲသူရဲ့ခိုင်မာတဲ့စိတ်ဓာတ်ကဆရာဝန်ရဲ့ခံမှန်းချက်ကိုမှားယွင်းကြောင်းသက်သေပြခဲ့ပါတယ်။ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုသွားဖို့တိုက်တွန်းချင်ပါတယ်။အကြောင်းကတော့ဒီကံတော်ဝင်သိပ္ပံပညာရှင်ကြီးရဲ့အကြောင်းအံ့ဩစရာကောင်းတဲ့အချက်21ချက်ကိုသင်သိရှိရတော့မှာပါ။နံပါတ်21တခါကအင်တာဗျူးတစ်ခုမှာ Stephen Hawking ကိုသူရဲ့အမြင်အရကမ္ဘာပေါ်မှာစိတ်ဝင်စားစရာအကောင်းဆုံးလျှို့ဝှက်ချက်ကဘာလဲလို့မေးခဲ့ပါတယ်။ Stephen Hawking ကအမျိုးသမီးတွေလို့ပြန်ပြီးခဲ့ပါတယ်။သူဟာအမျိုးသမီးတွေကသူ့အတွက်မပြေရှင်းနိုင်တဲ့ဘေးလေးတစ်ခုပဲလို့ပြုံးပြီးတော့မှပြောခဲ့ပါတယ်။နံပါတ်20 Stephen Hawking ရဲ့မွေးဖွားခြင်းနဲ့သေဆုံးခြင်းမှာကြီးမားတဲ့ဆက်စပ်မှုတစ်ခုရှိပါတယ်။ Galileo Galilei လိုမျိုးခန္ဓာဝင်သိပ္ပံပညာရှင်ကြီးကွယ်လွန်ပြီးအနှစ်300အကြာ1942ခုနှစ်ဇန်နဝါရီလ10ရက်နေ့မှာ Stephen Hawking ကိုမွေးဖွားခဲ့တာပါ။ဒါအပြင်ကမ္ဘာအကြီးကျယ်ဆုံးသိပ္ပံပညာရှင် Albert Einstein ရဲ့မွေးနေ့မှာပဲ Stephen ကွယ်လွန်ခဲ့ပါတယ်။အံ့ဩစရာကောင်းတာကဒီပုဂ္ဂိုလ်ကြီးတဦးစလုံးကသူတို့ခေတ်ရဲ့အကြီးမြတ်ဆုံးသိပ္ပံပညာရှင်တွေဖြစ်ကြပါတယ်။နံပါတ်2010ပြည့်နှစ်မှာပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုအတွင်းမှာသူ့ရဲ့သားသမီးတွေကိုဘယ်လိုအကြံဉာဏ်မျိုးပေးခြင်းလဲလို့မေးခဲ့ပါတယ်။ပါမောက္ခ Hawking ကသူ့သားသမီးတွေကိုအရေးကြီးတဲ့အကြံဉာဏ်3ခုပေးခြင်းပါတယ်လို့ပြန်ဖြေခဲ့တယ်။နံပါတ်1ခြေထောက်ကိုပဲကြည့်မနေပဲအမြဲတမ်းခြေတွေကိုမော့ကြည့်ဖို့သတိရပါနံပါတ်2အလုပ်လုပ်တာကိုဘယ်တော့မှမရက်ပါနဲ့ဘာကြောင့်လဲဆိုတော့အလုပ်ကသင်ရဲ့ဘဝရဲ့အထိပ္ပယ်နဲ့ရည်ရွယ်ချက်ကိုပေးလို့ပါအလုပ်မရှိရင်ဘဝကအချင်းကြီးပဲနံပါတ်3ကံကြမ္မာကသင်ကိုချစ်ချင်းမြတ်တာပေးလာရင်ဘယ်တော့မှလက်မလွတ်ပါနဲ့လို့ဆိုတာတွေပဲဖြစ်ပါတယ်နံပါတ်18 Stephen Hawking ကကျောင်းသားဘဝတုန်းကတာမန်အဆင့်သာရှိခဲ့တဲ့သူပါ2010ပြည့်နှစ်မှာသူကအသက်ရှင်နေတဲ့အထိစာမဖတ်တတ်သေးဘူးလို့ပြောခဲ့ပူပါတယ်။သူကမူလတန်းကျောင်းကနေ Oxford တက္ကသိုလ်တက်ချိန်အထိပြင်းရတဲ့ကျောင်းသားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ကျွန်တော်ကတော်ဆုံးကျောင်းသားမဟုတ်ခဲ့ဘူး။ကျွန်တော်ကလက်ကြီးလည်းမလာဘူး။အပြင်းကြီးတယ်လို့သူပြောခဲ့ပါတယ်။နံပါတ်19ပြန်အဆင့်သာရှိတဲ့ကျောင်းသားဖြစ်ပြီးမဲ့လေ Stephen ကိုသူ့ကျောင်းနေဘက်ဒီက Einstein လို့ခေါ်ခဲ့ကြပါတယ်။ဘာလို့လဲဆိုတော့သူကအာကာသအချိန် space time နဲ့စကြဝဠာ universe တို့ရဲ့အကြောင်းကိုနည်းနည်းနားလည်ထားလို့ပါနံပါတ်16ပြည်တိုင်သတင်းစာ The Guardian မှာဖော်ပြခဲ့တဲ့အင်တာဗျူးတစ်ခုအတွင်းမှာ Stephen Hawking ကကျွန်တော်တို့ရဲ့အုံနောက်ဟာကွန်ပျူတာတစ်ခုဖြစ်တယ်လို့ပြောခဲ့ပါတယ်ဒီကွန်ပျူတာရဲ့အစိတ်ပိုင်းတွေပြည့်ရင်းသွားတဲ့အခါဒီကွန်ပျူတာကအလုပ်လုပ်တာရပ်သွားပါတော့တယ်ဒါကိုသေဆုံးခြင်းလို့ခေါ်ပါတယ်သေပြီးတဲ့နောက်ဘဝနိဗ္ဗာန်စတာတွေကိုရရှိမယ်ဆိုတဲ့ယုံကြည်ချက်တွေအားလုံးကလူတွေကိုသေခြင်းတရားရဲ့ကြောက်ရွံ့မှုကနေတတ်တာရစေဖို့အတွက်ဖြစ်တယ်လို့သူဆိုပါတယ်။ဘာကြောင့်လဲဆိုတော့လူတစ်ယောက်ကသေပြီးတဲ့နောက်သူ့ရဲ့အသေးစိတ် consciousness ဘာဖြစ်သွားမလဲဆိုတဲ့အကြံနဲ့ကြောက်ရွံ့နေလို့ပါပဲ။ဘတ်15 Stephen Hawking ကကျွန်တော်တို့ဟာဘာကိုမဆိုလွတ်လပ်စွာနဲ့ယုံကြည်ပိုင်ခွင့်ရှိတယ်လို့ပြောခဲ့ပါတယ်။ပြီးတော့သူ့ရဲ့ပြတ်သားတဲ့အမြင်ကတော့ဘုရားသခင်မရှိဘူးလို့ဆိုပါတယ်။ဘယ်ဘုရားသခင်ကမှဒီစကြဝဠာကိုဖန်ဆင်းခဲ့တာမဟုတ်ဘူး။ဘယ်သူကမှလည်းကျွန်တော်တို့ရဲ့ကံကြမ္မာကိုရေးဆွဲတာမဟုတ်ဘူးလို့သူပြောပါတယ်ဒီအချက်ကသူ့ကိုနက်နေတဲ့သဘောပေါက်မှုတစ်ခုစီကိုခေါ်ဆောင်သွားတယ်လို့ဆိုပါတယ်။ကောင်းကင်ဘုံမရှိသလိုသေပြီးနောက်ဘဝဆိုတာလည်းမရှိပါဘူး။ကျွန်တော်တို့မှာဒီခန္ဓာကြီးကျယ်တဲ့စကြဝဠာပုံစံကိုနားလည်ဖို့နဲ့တန်ဖိုးထားဖို့အတွက်တဘဝတည်းသာရှိပြီးတော့ဒီအတွက်ကိုသူအလွန်ကျေးဇူးတင်မိတယ်လို့ပြောခဲ့ပါတယ်။နံပါတ်14ကက်သလစ်ဘုရားကျောင်းရဲ့ပုပ်ယဟန်မင်းကြီးဂျွန်ပေါလ်ကHawkingပြောတဲ့အရာတွေကိုထောက်ခံခဲ့ခြင်းမရှိပါဘူး။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့အတွေးခေါ်တွေဟာကွဲပြားခြားနားနေလို့ပါ။ပုပ်ယဟန်မင်းကြီးဂျွန်ပေါလ်ကဒီစကြဝဠာကိုဘယ်လိုဖန်တီးခဲ့တာလဲ။ဘယ်သူကဖန်တီးခဲ့တာလဲဆိုတဲ့အပေါ်မှာအငြင်းပွားမှုမပြုသင့်ဘူးလို့ပြောခဲ့ပါတယ်။ဘုရားသခင်ကဖန်ဆင်းခဲ့တာဆိုတာရှင်းပါတယ်လို့သူဆိုပါတယ်။တစ်ချိန်တည်းမှာပဲပါမောက္ခ Hawking ကတော့ဒီစကြဝဠာကိုဘယ်လိုဖန်တီးခဲ့လဲဆိုတာကိုသိပ္ပံပညာကသာရှင်းပြနိုင်တယ်လို့ပြောခဲ့ပါတယ်။ဘုရားသခင်လိုစွမ်းအားတစ်ခုခုကိုကျေးဇူးတင်နေမယ့်အစားဒီကမ္ဘာပေါ်မှာကျွန်တော်တို့အသက်ရှင်ရပ်တည်နေနိုင်တာအတွက်ရူပဗေဒ physics ရဲ့စီးမြင်တွေကို
ကျေးဇူးတင်သင့်တယ်လို့သူကပြောပါတယ်နံပါတ်73စတီဗင်ဟော့ကင်းကကျွန်တော်တို့ကဘာကလွဲပြီးတခြားဂျူရီလည်းရှိနိုင်တယ်လို့ယုံကြည်ခဲ့ပါတယ်တစ်ချိန်ကသူဟာဒီအဆုံးမဲ့စัจ java လာကြီးကိုကြည့်လိုက်ရင်ဂျူသားတွေတကယ်ရှိလိမ့်မယ်လို့ထင်ရကြောင်းပြောခဲ့ပူပါတယ်ဒါပေမဲ့ကျွန်တော်တို့သူတို့နဲ့ဆက်သွယ်ဖို့မကြိုးစားသင့်ပါဘူးအဲ့ဒါကကျွန်တော်တို့အတွက်အန္တရာယ်ဖြစ်စေနိုင်တယ်လို့သူသတိပေးခဲ့ပါတယ်စတီဗင်ဟော့ကင်းကဂျူသားတွေရဲ့တင်ရဇာတာတွေအတွက်ကဘာကိုအန္တရာယ်ပေးနိုင်တယ်လို့သတိပေးခဲ့ပါတယ်နံပါတ်7 2010ပြည့်နှစ်မှာစတီဗင်ဟော့ကင်းကဂျိုသားတွေသာတနေ့နေ့မှာကျွန်တော်တို့ကဘာကိုလာရောက်လည်ပတ်ခဲ့ရလက်ကကိုလမ်ဘတ်အမေရိကကိုရောက်ရှိခဲ့စဉ်ကလိုဖြစ်ရမျိုးနဲ့စင်တူလိမ့်မယ်လို့ပြောခဲ့ပါတယ်ကိုလမ်ဘတ်အမေရိကကိုရောက်လာတာကအမေရိကန်ပြည်သူတွေအတွက်စိုးကျိုးတွေဖြစ်စေခဲ့တာကိုသူကရည်ညွှန်းတာပါနံပါတ်7စတီဖန်ကသိပ္ပံအတိုင်းဝိုင်းမှာနာမည်ကျော်ပြီးသားဖြစ်ပေမဲ့တကယ်တမ်းမှာတော့1988ခုနှစ်မှာသူ့ရဲ့သိပ္ပံစာအုပ်ဖြစ်တဲ့ A Brief History of Time အချိန်ရဲ့အတူတူသမိုင်းထွက်ရှိလာတဲ့အချိန်မှာတာမန်လူတွေရဲ့အာရုံစိုက်မှုကိုရရှိလာခဲ့ပါတယ်ဒီစာအုပ်ကတစ်ကမ္ဘာလုံးကိုလှုပ်လှုပ်ရှားရှားဖြစ်စေခဲ့ပါတယ်သူခေတ်ရဲ့အယောင်ရဆုံးစာအုပ်ဖြစ်လာခဲ့ပြီးတော့ New York Times ရဲ့အယောင်ရဆုံးစာရင်းမှာရက်တရပတ်150ကြာရပ်တည်နိုင်ခဲ့ပါတယ်စံချိန်အားလုံးကိုချိုးပြီးတော့ Britain Sunday Times ရဲ့အယောင်ရဆုံးစာရင်းမှာရက်တရပတ်238ပတ်အထိရှိခဲ့တာပါဒီစာအုပ်က copy တက္ကရီ10 သန်းကျော်ရောင်းချခဲ့ရပါတယ်နံပါတ်10ပမောက္ခဟော့ကင်ကဘာမှန်လူတွေတောင်မှအလွယ်တကူနားလည်နိုင်တဲ့သိပ္ပံစာအုပ်တို့ကိုရေးဖို့သူအမြဲတမ်းအိမ်မက်မှတ်ခဲ့တယ်လို့ပြောခဲ့ပါတယ် A Brief History of Time နဲ့သူ့ရဲ့အိမ်မက်အမှန်တကယ်ဖြစ်လာခဲ့တယ်လို့သူဆိုပါတယ်သူဒီစာအုပ်ကိုရေးခဲ့တာကလုံးဝမတန်ဆွမ်းဖြစ်နေတဲ့အချိန်မှာပါစတီဖန်ရဲ့ဒီစာအုပ်ကစัจ java လာဗေဒ cosmology အကြောင်းဖြစ်ပြီးတော့သူက Big Bang နဲ့တွင်းနဲ့များ Black Hole အကြောင်းကိုရေးသားခဲ့ပါတယ်နံပါတ်9ပမောက္ခဟော့ကင်ကသူ့သမီးဖြစ်သူလူစီအတွက်သိပ္ပံစာအုပ်များစွာရေးသားခဲ့ပါတယ်ဒီစာအုပ်တွေက George လို့ခေါ်တဲ့ကောင်လေးတစ်ယောက်ကြောင့်ဖြစ်ပြီးသူကစัจ java လာထဲမှာခရီးသွားရင်ကစัจ java လာအကြောင်းကိုလေ့လာသင်ယူခဲ့တာဖြစ်ပါတယ်နံပါတ်10ဒီလိုမျိုးကြီးကျယ်ခမ်းနားတဲ့သိပ္ပံပညာရှင်ဖြစ်ပြီးသူ့ရဲ့ကဘာကြီးကိုတောင်တုံလုံးစေတဲ့တွေးရှိချက်တွေရှိခဲ့ပေမဲ့လေစတီဗင်ဟော့ကင်ကနိုဘယ်ဆုကိုတစ်ခါမှစုခုရရှိခဲ့ခြင်းမရှိပါဘူးနံပါတ်9စတီဗင်ဟော့ကင်ကနာမည်ကြီးသိပ္ပံပညာရှင်တူဖြစ်တာနဲ့အညီ The Star Trek, The Simpsons နဲ့ The Big Bang Theory လိုမျိုး TV show များစွာမှာလည်းသူ့ကိုတွေ့မြင်ခဲ့ရပါတယ်နံပါတ်6 BBC ကမေးခဲ့တဲ့အင်တာဗျူးတစ်ခုမှာပမောက္ခစတီဗင်ဟော့ကင်ကသူဟာအာကာသတွေကိုခရီးသွားဖို့အမြဲတမ်းဆန္ဒပြင်းပြခဲ့ကြောင်းပြောခဲ့ပါတယ်2009ခုနှစ်မှာသူ့ရဲ့ဆန္ဒကအမှန်တကယ်ပြည့်မြောက်ခဲ့ပါတယ်သိပ္ပံပညာရှင်တွေကသူ့ကိုအာကာသယာဉ်ပြန်တစ်စီးစီကိုခေါ်သွားပြီးတော့အဲ့ဒီမှာစတီဖန်ကိုဆွဲငင်အား3ညအခြေအနေ0 gravity ကိုခန်းစားရစေခဲ့ပါတယ်ပမောက္ခဟော့ကင်က4မိနစ်လောက်ကြာအောင်အလေးချိန်မဲ့အခြေအနေမှာရှိနေခဲ့ပါတယ်နံပါတ်5ကမ္ဘာကြီးရဲ့အဆုံးသက်အကြောင်းကိုစတီဗင်ဟော့ကင်ကဉာဏ်ရည်တုလို့ခေါ်တဲ့ artificial intelligence nuclear စစ်ပွဲကပ်ရောဂါများရာသီဥတုပြောင်းလဲမှုနဲ့လူဦးရေတိုးပွားလာခြင်းတို့ဟာကမ္ဘာကြီးကိုအဆုံးသတ်စီဦးတည်သွားစေမယ့်အကြောင်းရင်းတွေဖြစ်တယ်လို့ပြောခဲ့ပါတယ်။ပမောက္ခဟော့ကင်ကလူသားမျိုးနွယ်အနေနဲ့ကိုကယ်တင်ဖို့အတွက်နှစ်ပေါင်း1000လောက်အချိန်ရမယ်လို့ထင်ကြောင်းပြောခဲ့ပါတယ်။ဒီကမ္ဘာကြီးကဆက်လက်နေထိုင်ဖို့မသင့်တော်တော့ခင်မှာကျွန်တော်တို့ကကမ္ဘာနဲ့တူတဲ့တခြားဂျိုးတစ်လုံးကိုရှာဖွေဖို့လိုအပ်တယ်လို့သူဆိုပါတယ်။နံပါတ်4 1963ခုနှစ်စတီဖန်ရဲ့အသက်22နှစ်သာရှိနေသေးချိန်မှာဆရာဝန်တွေကသူ့မှာမော်တာအောင်ကျော်ယောဂ motor neuron disease လို့ခေါ်တဲ့ကျောင်းမကွေရကောင်းတဲ့ယောဂဆိုရှိနေကြောင်းပြောခဲ့ပါတယ်။ဒီယောဂကလူတဦးရဲ့ကြွက်သားတွေဟာသူ့ရဲ့ကြွက်သားတွေကိုထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲနဲ့တပြေးပြေးနဲ့သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးလေပြတ်သွားပြီးတော့သေဆုံးသွားတာဖြစ်ပါတယ်။ဒါမှအပြင်ဒီယောဂကိုတွေးရှိပြီးတဲ့နောက်လအနေငယ်ဒါမှမဟုတ်နှစ်အနေငယ်အတွင်းမှာပဲလူတဦးကသေဆုံးသွားလိမ့်ရှိပါတယ်။ဆရာဝန်တွေကစတီဗန်ဒီယောဂရှိနေတာကိုတွေးရှိတဲ့အခါသူက2နှစ်ထပ်ပို့ပြီးတော့မှအသက်ရှင်နေမှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။ဒါပေမဲ့စတီဗန်ကသူ့ရဲ့ခိုင်မာတဲ့စိတ်ဓာတ်နဲ့ဆရာဝန်ရဲ့ခံမှန်းချက်ကိုမှားယွင်းကြောင်းသက်သေပြခဲ့ပါတယ်။သူကနှစ်ပေါင်း50ကျော်အသက်ရှင်နေခဲ့ပါတယ်။ဒီယောဂကိုစတင်သိရှိပြီးနောက်မှာသူကတပြည့်ပြည့်လေဖြတ်ပြီးလောကမတန်မစွမ်းဖြစ်သွားခဲ့ပါတယ်။သူ့ရဲ့အုံတော်တစ်ခုတည်းသာအသက်ဝင်ခဲ့ပါတယ်။နံပါတ်3ဒီယောဂကြောင့်စတီဗန်ရဲ့ခန္ဓာကိုယ်ကလုံးဝလေဖြတ်သွားခဲ့ပါတယ်။သူကစာလည်းမရေးနိုင်တယ်လို့စကားလည်းမပြောနိုင်တော့ပါဘူး။ဒါပေမဲ့ဒီလိုဖြစ်နေတာတော့မှ
သူကစာအုပ်များစွာကိုရေးသားခဲ့ပါတယ်သူကသူ့ရဲ့စကားပြောစက် speech synthesizer ရဲ့အကူအညီနဲ့ဒီစာအုပ်တွေကိုရေးသားခဲ့တာပါဒါသူ့ရဲ့အသံထုတ်ပေးတဲ့ကိရိယာဖြစ်ပြီးတော့ဒီစက်ရဲ့အကူအညီနဲ့သူဟာသူ့ရဲ့မျက်နှာကြွက်သားတွေအကူအညီနဲ့စကားလုံးတွေကိုရိုက်နှိပ်ခဲ့တာဖြစ်ပါတယ်လုံးဝလေပြတ်နေပြီမဲ့လေစတီဖင်ကဒီကိရိယာရဲ့အကူအညီနဲ့လူတွေနဲ့ဆက်သွယ်နိုင်ခဲ့ပါတယ်နံပါတ်1စတီဖင်ဟော့ကင်ကဗြိတိရှလူမျိုးဖြစ်ပါတယ်ဒါပေမဲ့သူ့ရဲ့စကားပြောစက်တွေကကွန်ပျူတာအတန်ကအမေရိကန်လေယူလေသိန်းရှိနေခဲ့ပါတယ်စတီဖင်ရဲ့စကားပြောစက်ဟာအချိန်ကြာလာတာနဲ့အမျှတိုးတက်ပြောင်းလဲနေခဲ့ပါတယ်ဒါပေမဲ့သူကအမေရိကန်လေယူလေသိန်းရှိတဲ့ကွန်ပျူတာအတန်ကိုဘယ်တော့မှပြောင်းလဲခွင့်မပေးခဲ့ပါဘူးစတီဖင်ကဒီအတန်ကိုသူ့ရဲ့ပင်ကိုအမတ်သားတစ်ခုနဲ့ချိတ်ဆက်ထားခဲ့ပါတယ်သူအဲ့ဒီအတန်ကိုအယမ်းနဲ့သက်ခဲ့ပါတယ်ပြီးတော့အဲ့ဒီအတန်ဟာလူတွေကြားမှာအယမ်းနာမည်ကြီးလာလို့ဘယ်သူမှမဆိုနားထောင်လိုက်ရုံနဲ့ဒါပမောက္ခစတီဖင်ဟော့ကင်ပြောနေတယ်ဆိုတာအလွယ်တကူပြောနိုင်တဲ့အထိဖြစ်ခဲ့ပါတယ်ဥပမာအနေနဲ့ဒီအတန်ကိုနားထောင်လို့ရပါတယ် Hello. My name is Stephen Hawking, physicist, cosmologist, and something of a dreamer. မင်္ဂလာပါကျွန်တော်နာမည်ကစတီဖင်ဟော့ကင်ဖြစ်ပါတယ်ရူပဗေဒပညာရှင်စัจ java ဗေဒပညာရှင်နဲ့စိတ်ကူးရင်သမားတစ်ယောက်ပါတယ်နံပါတ်1လူတစ်ယောက်ကစတီဖင်ဟော့ကင်နဲ့တွားတွေ့တဲ့အခါသူကခန္ဓာကိုယ်မဟုတ်ဘဲနဲ့အုံနောက်တက်လို့သာခေါ်ဆိုနိုင်တဲ့ပုဂ္ဂိုလ်တူနဲ့တွားတွေ့နေပြီလို့ထင်မှတ်ခဲ့ပါတယ်ဒါပေမဲ့သူရှိမှမတ်တက်ရက်ပြီးစကားပြောတဲ့အခါမှာဒီလိုအဘသူရဲ့သနာဆန္ဒမှုအကူအညီနဲ့ဘလို့ဂရုဏာကိုမှမလိုအပ်တဲ့ထူးချွန်တဲ့ပုဂ္ဂိုလ်တူနဲ့တွေ့ဆုံနေတယ်ဆိုတာကိုသိရှိခဲ့ရပါတယ်တကယ်တော့ဘိန်းတက်ကလထိုင်ပေါ်မှာထိုင်နေရပြီမဲ့လေစတီဖင်ကအရာအလုံးကိုလှုပ်ဆောင်နိုင်ပါတယ်သူဟာအခြားသူတွေရဲ့အလုပ်တွေကိုပါကူညီနိုင်တဲ့စွမ်းရည်ရှိနေခဲ့ပါတယ်ဒီအကြောင်းအရာတွေဟာစတီဖင်ဟော့ကင်ရဲ့ဘဝနဲ့သူ့ရဲ့အံ့ဩစရာကောင်းတဲ့စိတ်ဓာတ်အင်အားကိုဖော်ပြနေပါတယ်လုံးဝစိတ်ပြအားငယ်စရာအခြေအနေမျိုးနဲ့ကြုံတွေ့ခဲ့ရပြီမဲ့ဒီအကြီးအကျယ်ဆုံးသိပ္ပံပညာရှင်ကြီးဟာလူတဦးကကိုယ့်အပြည့်အဝယုံကြည်မှုရှိတယ်ဆိုရင်ဘယ်အရာကိုမဆိုလှုပ်ဆောင်နိုင်တယ်ဆိုတာကိုသက်သေပြသွားခဲ့ပါတယ်သူတစ်ချိန်ကပြောခဲ့ဘူးလားကကျွန်တော်လွန်ခဲ့တဲ့49နှစ်လုံးသေခြင်းတရားကိုလက်ခံထားခဲ့ပြီးသားပါကျွန်တော်သေခြင်းကိုမကြောက်ပါဘူးဒါပေမဲ့စောစောလည်းမသေခြင်းဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်မသေခင်လှုပ်เสียအလုပ်တွေအများကြီးရှိနေသေးလို့ပါပဲဒီနေ့ဗီဒီယိုအတွက်ကတော့ဒီလောက်ပါပဲခင်ဗျဗီဒီယိုလေးကိုချန်တဲ့တဲ့ဆိုရင် like နဲ့ share လုပ်ပေးဖို့မေတ္တာရက်ခံပါတယ်ဒီထူးချွန်တဲ့သိပ္ပံပညာရှင်ကြီးအကြောင်းသင်ဘယ်လိုထင်မြင်ယူဆတယ်ဆိုတာကိုလည်း comment မှာရေးသားပြီးတော့မှပြောပြခဲ့ပြီးပါတမိုင်းနဲ့တွေးခေါ်ဆိုင်ရာဒီလိုမျိုးအံ့ဩဖွယ်ရာဗီဒီယိုတွေကိုပို့ပြီးတော့မှကြည့်ရှုခြင်းနဲ့ဆိုရင် channel ကို subscribe လုပ်ပြီးတော့မှခေါင်းလောင်းပုံလင်းကိုနှိပ်ထားပြီးပါဦးမိတ်ဆွေတို့မေးခွန်းတစ်ခုရှိပါတယ်သင်ဖတ်မယ်ဆိုပြီးဝယ်ထားပေမဲ့အချိန်မရလို့မဖတ်ပြတတ်တဲ့စာအုပ်တွေတပုံကြီးရှိနေတယ်ကျွန်တော်မှလည်းရှိဖို့ပါတယ်အမှန်တရားတစ်ခုပြောပြပါမယ်ကျွန်တော်တို့တွေကဘဝမှာကြီးပွားခြင်းတယ်သူများတွေထက်ခေါင်းတစ်လုံးသားခြင်းတယ်သူများတွေထက်အသိပညာပိုရှိခြင်းကြတယ်ဒါပေမဲ့အလောက်ကတစ်ဖက်နေ့စဉ်ဘဝကတစ်ဖက်နဲ့တရက်ကို2နာရီ3နာရီလောက်စာအုပ်တွေထိုင်ဖတ်ဖို့ဆိုတာကမဖြစ်နိုင်တော့ပါဘူးဒါပေမဲ့သင်အလုပ်နယ်ပယ်ကလူတွေသင်မိတ်ဆွေတငယ်ချင်းတွေကသင်ကိုမသိစေဘဲနဲ့ထိတ်တန်းစာအုပ်တွေကနေအသိပညာတွေရယူနေကြတယ်ဆိုရင်ကိုမိတ်ဆွေယုံပါမလားဟုတ်ပါတယ်စာအုပ်တွေဝယ်နေစရာမလိုတကူတကချိန်ပေးနေစရာမလိုပဲနဲ့ကဘာကျော်ထိတ်တန်းစာအုပ်တွေကအသိပညာဘ ഹു တုတတွေကိုအချိန်တိုအတွင်းဖတ်ရှုနိုင်တယ်လို့အတန်နဲ့ပါနားထောင်လို့ရမယ်ဆိုရင်တော့မိတ်ဆွေသဘောမကျဘူးလားစာအုပ်တွေကအဓိကတွေးခေါ်ပြီးလက်တွေ့အသုံးချလို့ရတဲ့နည်းပြပါတွေဘဝပြောင်းစေနိုင်တဲ့အယူအဆတွေကိုမိမိအလုံးမှာပဲဖြစ်ဖြစ်ဂျင်မှာပဲဖြစ်ဖြစ်လေ့ကျင့်ခန်းလုပ်ရင်းပဲဖြစ်ဖြစ်ညမအိတ်ခင်မိနစ်20အလိုမှာပဲဖြစ်ဖြစ်နားထောင်ပြီးတော့သင်အချိန်တွေကိုကောင်းကောင်းအသုံးချလို့ရမယ်ဆိုရင်ဟုတ်ပါတယ်အခုပြောနေတာကတော့ကျွန်တော်တို့ရဲ့ Well Power Book application ကြောင့်ပါစိတ်ဝင်စားရင်တော့အခုပဲ comment မှာချပေးထားတဲ့ link ကနေသင်ဖုန်းနဲ့ထောင်းယူပြီးတော့မှအခမဲ့စာအုပ်တွေနဲ့ဖတ်ရှုနားဆင်ကြည့်ပါကဘာကျော်ထိပ်တန်းစာအုပ်ပေါင်း300ကျော်ရှိနေပြီးတော့အပတ်စဉ်စာအုပ်အသစ်တွေကိုလည်း app ထဲမှာတင်ဆက်ပေးနေပါတယ်စာအုပ်အားလုံးခန်းစားရရှိဖို့အတွက် premium member တော့ဝင်ရပါမယ်ဒါပေမဲ့ member ကြီးကလည်းလူတိုင်းတက်နိုင်အောင်လို့တစ်လကို4900ကျပ်ကစပြီးတစ်နှစ်စာတစ်ခါတည်းသွင်းမယ်ဆိုရင်တော့တစ်လကို4000နှုန်းနဲ့စုစုပေါင်း4800ကျပ်ပဲကျတင်မှာဖြစ်ပါတယ်ပြီးတော့မိတ်ဆွေရဲ့ member ကြီးတွေက10ရာခိုင်နှုန်းကိုလည်းမိဘမဲ့ကေယာတွေမှာလစဉ်လူတန်းပေးသွားအောင်ပါအလူမတန်းတွေကိုလည်းကျွန်တော်တို့ Facebook page မှာလစဉ်မျှဝေပေးနေပါတယ်အခုပဲ app ကို download ယူပြီးတော့စမ်းကြည့်ပါခင်ဗျအစဉ်ပြေ premium member ဝင်ပြီးတော့မှအသိပညာဘ ഹു တုဒတွေနဲ့နေ့စဉ်ဘဝကိုဖြတ်သန်းဖို့တိုက်တွန်းပါတယ်